ဖြစ်နိုင်ရှင်ဘာလို့ရှင်လဲ Left Heart Wise Channel မှကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကလက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်လို့အဆုံးထိကြည့်မှုဖိခေါ်ပါရရှင် ဖြစ်နိုင်ရှင်ဘာလို့ရှင်လဲ ဘဝမှာဖြစ်နိုင်ရင်ပါလင်းနှစ်ယောက်ကိုတပြိုင်တည်းလို့ချင်းတယ် ချစ်ခံနိုင်လို့လား ။ဩခန္ဓာများစပတ်ပြေပြီးခန္ဓာပဲလေ ဟဲ့စင်ပြေးလေ ။ပြေးတယ်ကျမပြေးတယ် ဒီရောက်မှထားမယ် ။ဟမ် ဘလို့အဲ့မဟုတ်အဲ့တယောက်ယူပြီးလို့ဆိုရှင်ကဘလို့တွေစီးပွားရေးလုပ်မယ်ပေါ့ ကျမလှုပ်ကျွေးနိုင်တယ်ကျမလင်းနှစ်ယောက်ကို အဲ့အချင်းဘလို့တွေစီးပွားရေးလုပ်မယ်ဘယ်လိုစီမံခန့်ခွဲမယ်ချက်လာပြပြချင်း ကျမအဲ့နှလုံးစီးတယ်ကွာဗန်ဘောမှာတစ်လုံးဒီဖလန်ကောင်းမှာတစ်လုံးအဲလင်းကြီးကိုဗန်ဘောမှာထားမယ်နော်လင်းငယ်ကိုဒီဖလန်ကောင်းမှာထားမယ်ကွန်ဒိုမှာထားမယ်ငါပဲလှုပ်ကျွေးမယ် စီးမြေလား စင်ပြေတယ် အေးအနေနဲ့တစ်ခုရပြီးနောက်ပိုင်းနော်ကျမလေးနေရာပဲလိုချင်တယ်တပြိုင်နဲ့ဒါပဲကျမပြောချင်တာဒါပဲနော် နေဦးသူတို့ချင်းအဆင်မပြေရင်ရောသူတို့ချင်းအဆင်ပြေပါမလားနှစ်ယောက်က အစီမပြေဩဘလို့ဘာကြောင့်အစီမပြေတာတော့ငါလှုပ်ကျွေးရလေဩကောင်မနေရလေနင်လှုပ်ကျွေးနိုင်လား လှုပ်ကြည့်တယ် အေးငါလှုပ်ကျွေးနိုင်တယ်မင်္ဂလာပါရှင်စวัสดีค่ะအဆလာဆိုင်လိုင်းပေါ်မှာလဲပတ်စံမြင်များရှိလို့တငယ်ချင်းစိတ်မချရတဲ့တငယ်ချင်းလဲကိုယ်အခန်းထဲကိုပစ္စည်းခိုးလဲခိုးရတဲ့အမှုတွေရှင်နော်ဟုတ်ကဲ့ရှင်ဒါပဲ10 တန်းကျော်လာနော်အဲ့ဒီတမှုရဲ့ဟုတ်ကဲ့ရှင်ပြီးရင်ဗာလဲကုမ္ပဏီ6 တန်းလား9 တန်းလားပိုင်ရှင်ရဲ့လက်ကုံမျိုးစုံကျိုးကုံဆိုတော့နော်ဟုတ်ကဲ့ရှင်ကျမလည်းကြွားစရာရှိကျမကြွားမယ်နော်ဟုတ်ကဲ့ရှင်ရှင်တို့ဝိုးကနေဝါကနေမဖြစ်နေရှင်နော်အဲ့လိုနော်ကျမမကလေး4 ယောက်စီတယ်5 ယောက်စီတယ်လက်စီအကျွေးကပတ်10 တန်းအထက်ရှိတယ်နော်မြန်မာငွေနဲ့ဆို3000ကျော်ပါရှင်ရှိတာကြွားပါဆိုလို့ကျမကြွားတာပါရှင်ဟုတ်ကဲ့ရှင်သူများလည်းရှိတယ်လို့ကြွားတယ်ဆိုတော့နော်အဲ့လိုအကျွေးလည်းများတယ်အဲ့လိုနော်စပ်ကျွေးတယ်ပဲထိုင်းနိုင်ငံမှာသူများဟိုလာနေတဲ့လူတိုင်းအစင်ပြေကြတယ်ငါတယောက်ပဲအကျွေးများရလဲလို့အဲ့လိုဟုတ်လမ်းကြုံလို့ဝင်ကြွားတာရှင်နော်ဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမအောက်ဖဲကိုကျမပဲလန့်မယ်နော်ရှင်တို့လန့်စရာမလိုဘူးရှင်နော်ခလေး4 ယောက်5 ယောက်နော်ယူရတဲ့5 ယောက်ထဲမှာ1 ယောက်ကမြုံနေတဲ့အတွက်ကြောင့်မလို့နော်ခလေးမရောက်4 ယောက်ကလင်း1 ယောက်ချင်းစီမှာခလေး1 ယောက်ချင်းစီမွေးထားတယ်ရှင်နော်ဟုတ်ကဲ့ရှင်5 ယောက်ကိုတပြိုင်နဲ့ယူထားတယ်နော်ကျမယောက်ျားနွားမဟုတ်ကျမနွားရှင်နော်ကျမယောက်ျားကျမလုတ်ကြွေးတာနော်လုတ်ကြွေးတာအုံနောက်နဲ့တုံပြီးတော့လင်း5 ယောက်စလုံးကိုလုတ်ကြွေးတာအဲ့လိုလင်းထိတ်ထားဆန့်မောရှင်ဟုတ်ကဲ့ရှင်ပတ်စံစီးတဲ့လူအခိုးခံတဲ့လူတွေနော်ဟိုဘက်6 တန်းလား9 တန်းလားထောင်နိုင်တဲ့တထေးတွေကိုလည်းကျမအားကြပါတယ်ရှင်ကျမဖော်လူကလည်းလောက်ပါတယ်ရှင်ဖော်လူကလည်းဖြုတ်လိုက်ပါပြီရှင်ကြောက်လို့ကျမကောမက်တော့ရေးတယ်ကျမအားကြတယ်တထေးလို့ကျမကောမက်ရေးတယ်ကျမကောမက်ကသူကပွဲယူတယ်ဆိုတော့ကျမကြောက်တာပေါ့လို့ကျမပွဲဆိုအရန်ကြောက်တယ်အရင်ကဆိုပွဲခဏရှိတယ်အဲ့လိုကြောက်တယ်လို့ကျမအရန်ကြောက်တယ်ဆိုကျမတရားစွဲနေကျမဘေးစရာပတ်စံမရှိဘူးလေကျမပတ်စံအလုပ်သမားတွေကိုကူညီပေးရတယ်နော်တိုင်းရောက်လို့သမားတွေကူညီပေးရတယ်ကျမယုံကြည်တဲ့လူနော်အခုလက်ရှိကူညီထားတာအများကြီးရှိတယ်နော်အများကြီးအဲ့လိုအလုပ်သမားတွေလိမ်သွားတာများလို့အများကြီးကူညီတယ်အများကြီးလိမ်သွားတယ်ကျင့်တတ်တယ်စောက်ကြည့်တယ်အများကြီး လူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်လေးနဲ့ခန်းစားချက်လေးတွေကို comment လေးတစ်ခုလောက်ရေးခဲ့ကြပါအောင်ရှင့်ကျမတို့တင်သမျှမလွတ်တမ်းကြည့်ရအောင် subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ကြပါအောင်ရှင့်